ဒေါက်တာအစိတ်တငွေထုတ်လွှတ်တော့မဲ့အချိန်မှာပဲရုတ်တရက်ပောက်ကွဲမှုတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။လမ်းဘေးတစ်ခုလုံးရဲ့မီးတွေချက်ချင်းပိတ်သွားပြီးဗန်ထဲကစောင့်ကြည့်ရေးအချက်ပြမှုတွေလည်းလုံးဝပြတ်တောက်သွားခဲ့ပါတယ်။ FBI ဟာဗန်ထဲကမြင်ကွင်းအလုံးပျောက်ကွယ်သွားခဲ့ပါတယ်။ဒါဟာအယ်လီနာရဲ့အစီအစဉ်ရဲ့နောက်ထပ်အစိတ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတာထင်ရှားပါတယ်။ဒေါက်တာကစစ်စင်ရေးစတင်မှုအမိန့်ပေးခဲ့ပြီးစောအဖွဲ့ဟာဗန်ထဲကိုဝင်ရောက်လာခဲ့ပါတယ်။သူတို့ရဲ့မစ်ရှင်ဟာမျှော်လင့်ထားတာထက်ပိုပြီးချုံးမွေစွာပြီးဆုံးသွားခဲ့ပါတယ်။သတင်းကောင်းကတော့ရေတွက်မှုမပြီးဆုံးခင်မှာလှုပ်ဝက်အခန်းကိုဖွင့်နိုင်ခဲ့ပြီးအထဲမှာပိတ်မိနေတဲ့အမျိုးသမီးကတော့အသက်ရှင်နေပါသေးတယ်။သတင်းဆိုးကတော့ဓမြတွေဟာလေဝင်လေထွက်ပေါက်ကနေထွက်ပြေးလွတ်မြောက်သွားခဲ့ပါပြီ။ဒါတွေအားလုံးကအယ်လီနာရဲ့အစီအစဉ်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပြီးဒေါက်တာအံ့အားသင့်သွားခဲ့ပါတယ်။ဒေါက်တာဟာမူလကသူ့လူတွေကိုလိုက်လံဖမ်းဆီးဖို့ဥဆောင်ခြင်းခဲ့ပေမဲ့အဲ့ဒီအချိန်မှာပဲကောင်းကင်ကနေနောက်ထပ်ကျင်းလောင်တဲ့ပောက်ကွဲမှုတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ငွေသားတွေဟာအမိုးပေါ်ကနေကျဆင်းလာခဲ့ပါတယ်။အယ်လီနာကသူ့လူတွေကိုလွတ်မြောက်အောင်ကူညီပေးဖို့လူအုပ်ကိုခေါ်လိုက်တယ်ဆိုတာသိလိုက်ရပါတယ်။လူတွေကငွေတွေကိုလူယူဖို့အပြေးလွှားသွားခဲ့ကြပြီးဒေါက်တာနဲ့သူ့အဖွဲ့ရဲ့လမ်းကြောင်းကိုပိတ်ဆို့ခဲ့ကြပါတယ်။နောက်ဆုံးတော့လူအုပ်ကြားကနေတွန်းထုတ်လိုက်တဲ့အချိန်မှာဓမြတွေမျက်နှာဖုံးဖို့အသုံးပြုခဲ့တဲ့လက်စီးတစ်ထည်ပဲရှာတွေ့ခဲ့ပါတယ်။ FBI ကိုအဝါနာကတဖန်ပြန်လည်ပြေဝကစားခဲ့ပေမဲ့ကံကောင်းထောက်မစွာပဲဗန်အကျက်တဲကိုနောက်ဆုံးတော့ဖြည့်ရှင်းနိုင်ခဲ့ပါပြီ။ဒါပေမဲ့ထားရရဲ့တန်တရားကပိုပြီးပြင်းထန်လာခဲ့ပါတယ်။ဝေါကသူ့ကိုချက်ချင်းရှာတွေ့ပြီးဝိုင်းမိန်ကိုတိလာလို့တိုက်ရိုက်မိခဲ့ပါတယ်။ဒါပေမဲ့ထားရကသူမကိုလစ်လူရှုပြီးလှည့်ထွက်သွားခဲ့ပါတယ်။ကံကောင်းထောက်မစွာပဲအန်သလီကသတင်းကောင်းတစ်ခုနဲ့သတင်းဆိုးတစ်ခုယူဆောင်လာခဲ့ပါတယ်။သတင်းကောင်းကတော့စစ်ချက်မှုကလိုက်မင်းရဲ့လက်တဲအောက်မှာတဲကအကျွင်းကြံတွေကိုတွေ့ရှိခဲ့ပါတယ်။သတင်းဆိုးကတော့နတ်ဟာနှိုင်းရှင်လို့မရအောင်ပျက်စီးနေတယ်ဆိုတာပါပဲ။ဝေါကကဲတင်ခံရတဲ့တစားခံတယောက်ကိုသတိထားမိပြီးဒီလူကဝိုင်းမင်းအကြောင်းတဲလွန်စတချို့ကိုသိနေနိုင်တယ်လို့ထင်ခဲ့ပါတယ်။မင်းဝါဆိုတဲ့တယောက်ကိုသိလား။မင်းဟုတ်တယ်။သူမကကျမရဲ့တငယ်ချင်းပါ။အရေးကြီးဆုံးကတော့ဝိုင်းမင်းပျောက်သွားခင်မှာ1164နံပါတ်တွေပါတဲ့ message တစ်စောင်သူမစီပို့ခဲ့တယ်လို့လည်းအမျိုးသမီးကပြောပါတယ်။ဒါကိုကြားတော့ဘောကမျောလင်းချက်ရောင်ကြီးတစ်ခုကိုမြင်လိုက်ရပါတယ်။သူမဗန်ရဲ့မော်ကုန်းတိုက်ခန်းကိုသွားပြီး1164လို့တစိတ်ကတ်ထားတဲ့လုံခြုံတဲ့ငွေသွင်းတစ်တာကိုတွေ့ခဲ့ပါတယ်။အတင်းဖွင့်ပြီးတဲ့နောက်အထဲမှာလက်တော့တစ်လုံးကိုတွေ့ခဲ့ပါတယ်။ဘောက FBI ဒရိုက်တာကိုချက်ချင်းအကြောင်းကြားခဲ့ပါတယ်။ကွန်ပျူတာထဲကအကြောင်းအရာတွေကိုပြန်လည်သုံးသပ်ပြီးတဲ့နောက်မှာသူတို့ဟာဝိမင်းဟာထိုင်ဝမ်နဲ့ဘယ်လ်ရာဇဝတ်သားမိသားစုကြားကဆက်နွယ်မှုကိုလှုပ်ဝက်စုံစမ်းစစ်ဆေးနေတယ်ဆိုတာတွေ့ရှိခဲ့ပါတယ်။ဝိမင်းရဲ့ကွန်ပျူတာထဲကဖိုင်တွေအရလွန်ခဲ့တဲ့10နှစ်ကတည်းကထိုင်ဝမ်ဟာဘီလာမိသားစုစီကနေအနည်းဆုံးဒေါ်လာ10တန်းလက်ငွေတွေရရှိခဲ့ပါတယ်။ဘောဟာဝိမင်းရဲ့စုံစမ်းစစ်ဆေးမှုကိုထိုင်ဝမ်ကရှာဖွေတွေ့ရှိခဲ့လို့ဝိမင်းတည်ဆုံသွားခဲ့နိုင်တယ်ဆိုတာချက်ချင်းသဘောပေါက်ခဲ့ပါတယ်။ဒါပေမဲ့ဒါတွေက theory တွေသာဖြစ်ပြီးထိုင်ဝမ်ကိုဖမ်းဆီးဖို့ခိုင်မာတဲ့အထောက်အထားမရှိပါဘူး။အဲ့ဒီအချိန်မှာထိုင်ဝမ်ဟာမီဒီယာရှိမှသူ့ရဲ့ကောင်းဆန်တဲ့လုပ်ရက်တွေအကြောင်းကြွားဝါနေစေပါ။ဘောကသူ့ကိုဆန္ဒလျောက်ဝန်ခံစေချင်တာကြောင့်ရဲတွေကဝိုင်းမင်းရဲ့အလောင်းကိုရှာတွေ့ပြီးဖြစ်ပြီးသူ့ရဲ့လက်သေးညက်တွေမှာညအကျွင်းကြံတွေကိုရှာဖွေတွေ့ရှိခဲ့ပြီးဝိမင်းဟာထိုင်ဝမ်နဲ့ဘီလာမိသားစုကြားကဆက်ဆံရေးကိုလည်းစုံစမ်းစစ်ဆေးနေတယ်ဆိုတာသူတို့သိတယ်လို့သူမကပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ထိုင်ဝမ်ကဘောဟာထိုင်ဝမ်အသုံးပြုခဲ့တဲ့ဘီကိုဆွဲထုတ်ခဲ့တယ်လို့အခိုင်အမာပြောဆိုခဲ့ပါတယ်။လက်သေးတွေကဒီနာကိုထိုင်ဝမ်ရဲ့တန်နဲ့တိုက်ဆိုင်စစ်ဆေးပြီးတာနဲ့အရာအလုံးဖော်ထုတ်ခံရမှာပါ။ထိုင်ဝမ်ကဘောမှာအထောက်ထားအလုံးရှိပြီးသားလို့မှားယွင်းစွာယုံကြည်ခဲ့တာကြောင့်သူ့ရဲ့ရာဇဝတ်မှုတွေအကြောင်းအလုံးကိုဝန်ခံခဲ့ပါတယ်။လီမင်းကိုသူတက်ခဲ့တာတော့အမှန်ပဲ။ဒါပေမဲ့အလောင်းကိုဘွားမိသားစုကကင်တွယ်ပေးခဲ့တယ်။နိုင်ငံမှာအယုံကြည်ရဆုံးပုဂ္ဂိုလ်ဖြစ်လူသိများတဲ့အဲ့ဒီလူဟာအယ်လီနာရဲ့လက်စားချေပွဲထဲမှာတတိယမြောက်ဖယ်ရှားခံရသူဖြစ်လာခဲ့ပြီးအယ်လီနာရဲ့ပုံရိပ်ဟာ Times Square ရဲ့မျက်နှာပြင်တွေပေါ်မှာပြန်ပေါ်လာခဲ့တယ်။ငါးကားတီးတွေကိုအမြဲတည်တယ်။အခုမင်းငါ့ကိုချစ်သေးလား